မြန်မာ Law Knowledge ကနေကြိုဆိုပါရစေ။ဒီနေ့ဖတ်ပြပေးသွားမှာကတော့တည်တင်တည်ထိုက်တဲ့ပြစ်မှုပြစ်ဒဏ်များနဲ့နိုင်ငံတော်ရဲ့အမြင့်ဆုံးပြစ်ဒဏ်များအကြောင်းပြစ်မှုဆိုင်ရာဥပဒေအရသေဒဏ်သတ်မှတ်ထားသည့်ပြစ်မှုများအကြောင်းပဲဖြစ်ပါတယ်။ပထမဆုံးပြောမှာတည်တင်သောပြစ်မှုနဲ့ပြစ်ဒဏ်များအကြောင်းပဲဖြစ်ပါတယ်။ပုံမှာ302လူသတ်မှုသေဒဏ်တသက်ကျွန်းဒဏ်ပုံမှန်304ကကြီးပေါ့လျှော့ခြင်းဖြင့်သေစေမှုသေစေတန်ရာဒီကိုမတိပဲလှုပ်လျင်ထောင်ဒဏ်9နှစ်ဒဏ်ငွေသေစေဒီကိုတိလျက်နဲ့လှုပ်လျင်ထောင်ဒဏ်10နှစ်ပုံမှန်300ခေါ်လူသတ်မှုကျူးလွန်ရန်အားထုတ်ခြင်း10နှစ်အထိထောင်ဒဏ်ပုံမှန်309မိမိကိုယ်ကိုတတ်သိရန်အားထုတ်ခြင်းတစ်နှစ်အထိထောင်ဒဏ်ငွေဒဏ်2ရက်လုံးပုံမှန်3နှစ်ကအပြင်းထန်နာကျင်စေမှုထောင်ဒဏ်9နှစ်ငွေဒဏ်ပုံမှန်3နှစ်6ဘေးဖြစ်စေတတ်သောလက်နက်ဖြင့်အပြင်းအထန်နာကျင်စေမှုတသက်ကျွန်းဒဏ်10နှစ်အထိထောင်ဒဏ်ငွေဒဏ်ပစ္စည်းကိုထိခိုက်စေသောပြစ်မှုနှင့်ပြစ်ဒဏ်များပုံမှန်309ရိုးရိုးခိုးမှု3နှစ်အထိထောင်ဒဏ်ငွေဒဏ်2ရက်စလုံးပုံမှာ380နေအိမ်တွင်ခိုးမှု9နှစ်ထိထောင်ဒဏ်ငွေဒဏ်2ရက်စလုံးပုံမှာ381စည်အစေခံမှုခိုးမှုပုံမှာ38နဲ့ကာကွယ်ရန်ပြင်ဆင်ပြီးမှခိုးမှု10နှစ်ထိထောင်ဒဏ်ငွေဒဏ်2ရက်စလုံးပုံမှာ383 6လန့်တောင်းယူမှုထောင်ဒဏ်3နှစ်ငွေဒဏ်2ရက်လုံးပုံမှာ39နှစ်လူရက်မှုအလုပ်ကျန်းနဲ့ထောင်ဒဏ်12နှစ်ငွေဒဏ်ညအချိန်ပြည်သူသွားလာရာလမ်းဖြစ်ပါကထောင်ဒဏ်14နှစ်ပုံမှာ393လူရက်မှုကျူးလွန်ရန်အားထုတ်မှုထောင်ဒဏ်9နှစ်ငွေဒဏ်ပုံမှာ394လူရက်မှုကျူးလွန်ရာတွင်မိမိအလိုလျောက်နာကျင်စေမှုတသက်ကျွန်း10နှစ်ငွေဒဏ်ပုံမှာ395တပြားမှုတသက်ကျွန်း10နှစ်ငွေဒဏ်ပုံမှာ396လူသတ်မှုပါသောတပြားမှုသေဒဏ်တသက်ကျွန်းဒဏ်အလုပ်ကျန်းနှင့်ထောင်ဒဏ်12နှစ်ပုံမှာ451အိမ်ကျော်နှင်းမှု9နှစ်ထိထောင်ဒဏ်2နှစ်ထိထောင်ဒဏ်ပုံမှာ45နှစ်ပြင်ဆင်၍အိမ်ကျော်နှင်းမှု9နှစ်အထိထောင်ဒဏ်ငွေဒဏ်အမျိုးသမီးများနှင့်ပတ်သက်သောပြစ်မှုများပုံမှာ31နှစ်ကိုဝင်ပြတ်စေမှုထောင်ဒဏ်3နှစ်ငွေဒဏ်ငွေ2ရက်စလုံးပုံမှာ31နှစ်ကကြီးပရိသေတွေမတည်နိုင်အောင်ခွဲစိတ်ကူတာမှုထောင်ဒဏ်3နှစ်ငွေဒဏ်ပုံမှန်31နှစ်ခါခွေတရေမတဲနိုင်အောင်ယောက်ျားကိုခွဲစိတ်ခြင်းထောင်ဒဏ်3နှစ်ငွေဒဏ်ပုံမှန်31နှစ်ကငယ်တရေမတည်နိုင်အောင်မိမိကိုယ်ကိုခွဲစိတ်ခြင်းထောင်ဒဏ်3နှစ်ပုံမှန်31နှစ်ကကြီးခွဲစိတ်မှုကြောင့်သေလျင်10နှစ်ငွေဒဏ်ပုံမှန်306မတိမ်မှုတသက်ကျွန်း10နှစ်ငွေဒဏ်ပုံမှန်354မိမကိုင်ရီပျက်စီးမှုထောင်ဒဏ်2နှစ်ငွေဒဏ်ပုံမှန်363လူခိုးမှုထောင်ဒဏ်9နှစ်ငွေဒဏ်ပုံမှန်366အတင်းအဓမ္မထိမ်းများပေးစားခြင်းခိုးယူခြင်းထောင်ဒဏ်10နှစ်အထွေထွေပုံမှန်ကြောင်းဆက်ပြောပြမယ်နော်ပုံမှန်1နှစ်မမှန်သတင်းပေးမှုထောင်ဒဏ်6လငွေဒဏ်ငွေ2ရက်စလုံးပုံမှန်111မမှန်ဆွဆွဲခြင်းထောင်ဒဏ်2နှစ်ငွေဒဏ်ငွေ2ရက်စလုံးပုံမှန်193မမှန်သက်သေခံခြင်းထောင်ဒဏ်9နှစ်ငွေဒဏ်2ရက်စလုံးပုံမှန်186ဝန်ထမ်းကိုဟန်တားခြင်းထောင်ဒဏ်3လငွေဒဏ်ငွေဒဏ်ရော
ထောင်ဒဏ်ရော2ရက်စလုံးပုံမှန်353တာဝန်နှောက်ယှက်ခြင်းထောင်ဒဏ်2နှစ်ငွေဒဏ်ပုံမှန်33နှစ်ဝန်ထမ်းကိုနာကျင်စေမှုတာမန်9နှစ်ငွေဒဏ်တန်ငွေ2ရက်စလုံးပုံမှန်333ဝန်ထမ်းအပြင်အထက်နာကျင်စေမှုထောင်ဒဏ်10နှစ်ငွေဒဏ်2ရက်စလုံးပုံမှန်1နှစ်ပြစ်မှုကျူးလွန်သူကိုလက်ခံခြင်းပုံမှန်အကြီးအသေးအလိုက်ခံရမည်ပုံမှန်2နှစ်ဝရမ်းပြေးကိုလက်ခံခြင်းအမှုကြီးရင်ကြီးသလိုအမှုသိရင်သေးသလိုယခုပုံမှန်အရာအရေးယူခံရမည်ပုံမှန်216ကကြီးလူရက်သူဓမြကိုလက်ခံခြင်းထောင်ဒဏ်9နှစ်ငွေဒဏ်ဒုတိယအနေနဲ့ဖတ်ပြမှာတော့နိုင်ငံတော်ရဲ့အမြင့်ဆုံးပြည်ထောင်များအကြောင်းကိုဥပဒေဘုရုဒရစီရန်နဲ့မေးမြန်းထားမှုတွေအကြောင်းရှာဖွေတင်ပြပေးလိုက်ပါတယ်ပြစ်မှုဆိုင်ရာဥပဒေအရသေဒဏ်သတ်မှတ်ထားသည့်ပြစ်မှုများ၁နိုင်ငံတော်သစ္စာဖောက်မှုပုံမှာ1နှစ်နဲ့2စစ်ပုံကံမှုအပိကူညီခြင်းပုံမှာ1-3နှစ်3သေဒဏ်ထိုက်အောင်မမှန်သက်သေခံသဖြင့်သေဒဏ်ကြရခြင်းပုံမှာ194 4ပုံမှာ300နှစ်1အရာလူတက်မှု5ကလေးကိုဖြစ်စေယူသွတ်သူကိုဖြစ်စေတက်ရန်အားပေးခြင်းပုံမှာ305 6တသက်တကျွန်းတန်ခံနေရသူကလူတက်မှုကျူးလွန်ရန်အားထုတ်ခြင်းပုံမှာ300နှစ်9လူတက်မှုပါသောဓမြမှုပုံမှာ396တို့ဖြစ်ပါတယ်ကျင့်ထုံးပုံမှာ368တေအရာသေဒဏ်ချမှတ်လျင်လေပင်ကျိုးဆွ၍မသိမချင်းတတ်ရမည်ဖြစ်သည်ပုံမှာ3အရာသေဒဏ်ချမှတ်ပြီးနောက်9ရက်အတွင်းအယူခံတက်နိုင်သည်ပုံမှာ59အရာတသက်တကျွန်းတန်ကိုနှစ်ပေါင်း20နှစ်အညီရေးတွက်ရမည်ပြစ်မှုဆိုင်ရာဥပဒေတွင်တသက်တကျွန်းခံထိုက်သည့်ပြစ်မှုများမှာပုံမှာ1နှစ်3ပုံမှန်1နှစ်4ကကြီးပုံမှန်1နှစ်5 1နှစ်8ပုံမှန်130မှာ132ပုံမှန်194 195ပုံမှန်2နှစ်5 2နှစ်6ပုံမှန်2 3နှစ်2 38 255ပုံမှန်300နှစ်နှစ်ပုံမှန်304 305 300ခွန်311 314 313 326ပုံမှန်3နှစ်9 364 3ခွန်1 3ခွန်6 3ခွန်ခွန်388ပုံမှန်389 394 369 400 409 412ပုံမှန်413 436 449 459 460 46ခွန်4ခွန်2 4ခွန်4 4ခွန်5 4ခွန်ခွန်511တို့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျမတို့ရဲ့မြန်မာလော knowledge channel လေးကို like and subscribe လေးလုပ်ပေးပြီးတော့နောက်ထပ်ဗီဒီယိုအသစ်ကလေးတွေကိုစောင့်မျှော်အားပေးလို့ရပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေ